我说不叫他。မကြောက်တော့ 叫了，不能叫他，不能人家跟对方不说叫，说是有什么原因，回来回大家也不叫，说之后，人家底下的对方。 စဟောရင်တော့စဟောတော့ကတော့အဲဒီရွာเจ้าမှာတရားစခန်းနောက်ဆုံးညမှာပေါ့စဟောတော့ကိုယ်ရတယ်နည်းနည်းကြောက်တိတ်မဟောကြည့်ဆရာတော်ကလည်းတရားတွေသင်ပေးကိုယ်ရင်မကြောက်နဲ့ဖုံးမပေးမှရှိတယ်ဒီလူတွေကကိုယ်ရင်တရားကိုလာနာလား ကိုရင်လာ6လမ်းမှာမဟုတ်ဘူးအမကြောက်ရမလို့ဘူးနော်စာဟောတော့နည်းနည်းလက်ဒီတုံးနေနည်းနည်းကကြောက်ချင်တော့ဦးနာပိုင်းအဲ့ဒီကစာပြီးဟောတော့မကြောက်တော့နောက်ပိုင်းဘလောက်ပဲလူများမကြောက်တော့အော်ဒူဖြစ်သွားတာနော်အော်မတူဖြစ်သွားအဲ့ဒီကစာမကြောက်တော့တာပေါ့ဘလောက်များ 叫了，我也好，好。 ဟောရပါ 都是都是带高位吧。 ပြောတာကကိုကမှန်တာပြောတာလေဟုတ်လားမှားတာပြောရင်တော့လူကျခဲ့ရမှာပေါ့မှန်တာပြောရင်မှန်တယ်လို့အမှထုတ်เสียမလို့ဟုတ်ရမလားဟုတ်တယ်လေမှန်တာပြောတာလေမှန်တာပြောဘာမှကြောက်เสียမလို့ပြောတာပြောအမှမကြောက်အဲ့ဒီတော့ကြောက်ပြီးတုံနေဖို့မှားမှာအခုပြောတဲ့ကပုံမရောက်ဒီမရောက်နဲ့ဘယ်တွေရောက်ကုန်လဲမသိအဲ့ဒီလိုဖြစ်သွားနော်ပြောရင်စကားပြောရင်တော့နည်းနည်းနေပါလေတုံတာပေါ့ဟုတ်လားလက်တွေပါလေတုံပြီးတော့လူဖြစ်တာပေါ့နော်မနာပြောတာဆိုနောက်ပိုင်းရတဲ့ဘယ်ကြောက်တော့နော်ပြောလာပြောကိုမနာပြောတာမှားတာတော့မပြောနဲ့လို့နော်အမှန်နာပြောဖို့အရေးကြီး 回来不要换小气的，不要拿你的皮肤洗洗牙的，不然家家的不要，肉的洗洗牙的多不要的嘛。洗洗牙啦，把不要嘛的。啊，မကြည့်ဘူးမောင်ပြောတဲ့မကောင်းတော့အာ